fully furnished ကိုမှာ special discount price ဖြစ်တဲ့18 တန်းကျော် setting price နဲ့ ready to move လို့ရမယ့် housing လို့တကယ်တမ်းတွက်ကြည့်ရင်လုံးဝတန်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျ။ဘန်နာမှာပဲ Bolobass ဆိုတဲ့နောက်ထပ် luxury housing project နဲ့ကျွန်တော်မိတ်ဆက်ပေးနေတယ်ဗျ။ဘန်ကောက်မှာလုံးညို့ဝင်ပုံမှန်အဖြစ် fully fitted ပဲရတာဗျ။ဒီ housing ကတော့ show unit ပြန်ထုတ်ရောင်းတာဖြစ်တဲ့အတွက် fully furnished ဖြစ်မှာပါဗျ။ဒီ project မှာ unit type အနေနဲ့ဒီမျိုးလာမှာဖြစ်ပြီးတော့အသေးဆုံးအနေနဲ့218 square meter အစားပြီးတော့360 square meter ဆိုပြီးအကြီးဆုံး unit ပါလာတာကျွန်တော်တို့တွေ့ရတယ်ဗျ။ဒီနေရာလေးကတော့ကျွန်တော်တို့ကလေးတွေအတွက်လုပ်ပေးထားတယ်တစ်ကားရတယ်နဲ့လူကြီးတွေအတွက်အေးစစ်စစ်လက်ပန်းကြီးလက်ရှောက်လို့ရတဲ့နေရာလေးဖြစ်တဲ့ဘန်းညံပုံစံမျိုးလေးလုပ်ပေးထားတာကျွန်တော်တို့တွေ့ရတယ်ဒါသူ့ရဲ့ facility တွေကတစ်ခုပေါ့ဒီ unit ကတော့ကျွန်တော်ဒီ project မှာအကြီးဆုံးဖြစ်တဲ့360 square meter ရှိတဲ့ဒီ unit ဖြစ်တယ်ပေါ့ဒီ unit ရဲ့အသေးစိတ်ကိုကျွန်တော်တို့ပိုက်ကြည့်လိုက်အောင်ဗျဒါကတော့ကျွန်တော်တို့ဒါဒုတိယအကြီးဆုံးဖြစ်တဲ့ unit ဖြစ်တဲ့296 square meter ရှိတဲ့ unit လေးဖြစ်တယ်ဒီခန်းလေးကတော့230 square meter ရှိတယ်အလတ်ဆိုင်ရည်တစ်ခုဖြစ်တယ်ဒီ project မှာဆိုရင်ဒီ project ရဲ့အသေးဆုံး unit လေးဖြစ်တယ်218 square meter ရှိတယ်ကျွန်တော်နဲ့အတူတူဖိုင်နယ်လိုက်ကြည့်ပြပါအောင်ဗျစိတ်ဝင်စားရင်ဝန်ထက်လေးကဆက်သွယ်စုံစမ်းနေကြနိုင်ပါတယ်ဗျ